Okay အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်က sharing လုပ်ပေးသွားမှာကဒီ Malaysia Trade Visa ကဲဆိုတာနဲ့ဒီမလေးရှားနိုင်ငံထဲမှာဘာမှအထောက်အထားမရှိတဲ့ အော်သမားရော passport စာအုပ်ရှိပြီးတော့ပါမယ်မရှိတဲ့သူတွေရောအကုန်လုံးသုံးလို့ရတဲ့လုပ်လို့ရတဲ့ကဲဖြစ်ပါတယ်ဒီကဲကနေပြီးတော့ကျွန်တော်တို့ဒီမလေးရှားနိုင်ငံထဲမှာရှိတဲ့မေဘန်ရယ် public ဘန်ရယ် CAMB ဘန်ရယ်ဟောက်လောက်ဘန်ရယ်ဒီမလေးရှားနိုင်ငံမှာကျိတ်တဲ့ဘန်လားဗျာဘယ်ဘန်ကိုမစိုးဒီကဲကနေပြီးတော့ပိတ်စံအထွေးပြောလုံးလို့ရတဲ့နေလေးကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်အောင်လို့ပါလို့ကြပါနော်။ဒီနေ့ကကျွန်တော်ဗီဒီယိုရှိမှာဗမာစကားနဲ့စကားပြောလိုက်ပါမနော်။ဒါပြည့်စကားအောင်လို့နားလေအောင်အတွက်ရောင်းတဲ့နဲ့ကျွန်တော်နားလေခွန်လိုက်ပြပါမဆေးခဲ့ပါကေနော်အမျိုးတီတောက်မှန်ပါတယ်။ဟုတ်ကဲ့ပါ။အခုနာကျွန်တော်ရခိုင်စကားနဲ့ပြောတာကကျွန်တော်အမျိုးတွေစီကကျွန်တော်ဗမာစကားနဲ့ပြောဖို့ကျွန်တော်ဖွင့်တောက်တာဖြစ်ပါတယ်။ခင်ဗျားတို့ကကျွန်တော်အရှင်းပြောတာမဟုတ်ဘူးနော်ကျွန်တော်ကဘယ်သူမှအရှင်းမပြောဘူးကျွန်တော်ကဒေးပဲပြောတယ်စေတနာနဲ့ပြောပြတာတီးတဲ့သူဆိုရင်ကြိုသွားမတီးတဲ့သူဆိုရင်ဗီဒီယိုဆွန့်အောင်ကြည့်ခင်ဗျားတို့ကကျွန်တော်ဘာမှအရှင်းပြောတာမဟုတ်ဘူးရခိုင်စကားနဲ့ကျွန်တော်အမျိုးတွေစီကကျွန်တော်ခွင့်တောက်တာပဲရှိပါတယ်ဒီဗီဒီယိုကိုအခု YouTube ကကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ Facebook ကိုလာပြီးတော့ MMHRCan Facebook ကိုလာပြီးတော့မသိတာလေးကိုမင်းမြတ်နိုင်ပါတယ်ခင်ဗျာနော်အခုတော့ရှိတယ်ကဒီနေရာမှာကဒီ Malaysia Trade Visa ကဲကိုpassport စာအုပ်နဲ့လုပ်လို့သူဆိုရင်တွင်းအောင်ဆိုတာရမယ် passport စာအုပ်မရှိဘဲနဲ့ရခိုင်ကဲတော့ UN ကဲတော့တခြားတိုင်းရင်းသားကဲတင်နဲ့ဘာကဲတင်နဲ့မဆိုလောက်ထားတဲ့သူတွေဆိုရင်ဒီဗီဒီယိုကိုမကျင်းနဲ့တော့ကြိုးသွားတော့ဘာလို့လဲဆိုရင်သူတို့ကကျွန်တော်ပြမယ့်ဟာကိုလုံးလိုက်ရမှာမဟုတ်ဘူး passport စာအုပ်ရှိပြီးတော့ပါမယ်မရှိဘဲနဲ့လောက်ထားတဲ့သူတွေကသာလျင်ဒီမလေးရှားနိုင်ငံထဲမှာကျိတ်တဲ့ဘန်ကိုဒီ Malaysia Trade ကဲကနေပြီးတော့တွေးပြောလို့ရမှာဖြစ်ပါတယ်ခင်ဗျားမှာဒီကဲကို passport စာအုပ်နဲ့မဟုတ်ဘူးနဲ့တိုင်းရင်းသားကဲတစ်ခုခုနဲ့လောက်ထားတယ်ဆိုရင်ဒီဗီဒီယိုကိုမကျင်းနဲ့တော့ကြိုးသွားတော့ဘာလို့ဆိုရင်မတက်ဆိုင်တော့ဘူးကြေးတယ်ဆိုရင်လေတွေးလို့မှမရတာဘာလို့ဆိုတော့ဒီမလေးရှားနိုင်ငံထဲကဘန်တွေကိုတွေးမယ်ဆိုရင်ကျွန်တော်တို့ကတွင်းနောက်ဆိုတာလိုတယ်တွင်းနောက်ဆိုတာကတိုင်းရင်းသားကဲတော့ UN ကဲတော့ဆိုရင်မရဘူးဒီpassport စာအုပ်နဲ့မှလောက်လို့ရတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော် passport စာအုပ်နဲ့လောက်ထားတဲ့သူတွေသားလျင်ဒီဗီဒီယိုကိုကြည့်ပါရှိတဲ့သူဆိုတော့ကြိုသွားတော့အဲ့ဒါဆိုကျွန်တော်စမယ်ဘယ်လိုထွေးမလဲဆိုတာကိုကျွန်တော်ထွေးပြသွားမှာဖြစ်ပါတယ်ခင်ဗျာအရင် strike ကိုဝင်မယ် Malaysia Tracker ကိုဝင်ပြီးတဲ့ကျွန်တော်ဒီမှာ send ကိုနှိုက်တယ်နှိုက်ပြီးတဲ့ကျွန်တော်ဒီနေရာမှာ drain out transfer ကိုနှိုက်မယ်ဒီမှာ new transfer ကိုနှိုက်မယ်ပြီးရင်ဒီနေရာကိုနှိုက်မယ်ဟိုကဘန်ကောက်ကိုထိမှဖြစ်တဲ့အတွက်ဘန်ကောက်ကိုနှိုက်မယ်ပြီးတဲ့ကျွန်တော်တို့ဒီနေရာမှာဘန်ကိုရွေးချယ်မယ်ဒီမလေးရှားမှာကိုကဘေဘန်ကိုဖြစ်မှလဲမေဘန်တို့ CAMB ဘန်တို့ကြိတ်တာကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့ CAMB ဘန်ကိုထိမှဖြစ်တဲ့အတွက်ဒီနေရာမှာဒီမှာဘန်တွေအများကြီးရှိပါတယ်ဒီမှာ RHP တို့မေဘန်တို့ public ဘန်တို့ hollow ဘန်တို့မေဘန်တို့ကြိတ်တာထည့်လို့ရတယ်ကျွန်တော်ကတော့ဒီမှာ CAMB ဘန်ကိုထိမှဖြစ်တဲ့အတွက်ဒီမှာ CAMB ဘန်ကိုနှိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ဒီနေရာမှာဘန်အကောင့်နံပါတ်ကိုထည့်မယ်ဒီနေရာမှာဘန်အကောင့်ထည့်ပြီးတာနဲ့ကျွန်တော်တို့ဒီနေရာကိုနှိုက်မယ် set 1ကိုနေရာကိုနှိုက်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ ban fund transfer ကိုနှိုက်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဘန်အကောင့်ကိုထည့်မှာဖြစ်တဲ့အတွက် ban fund transfer ကိုနှိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကိုထည့်မယ်ပိုက်ဆံပမာဏကိုထည့်မယ်ကျွန်တော်က130ထည့်မယ်130ဟုတ်ပြီပြီးတာနဲ့ကျွန်တော်တို့ဒီနေရာမှာဟိုဘက်ကဘန်အကောင့်ပိုင်ရှင်နာမည်ကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့မထည့်တော့ဘူးကျွန်တော်ကတော့ဒီနေရာမှာဘန်အကောင့်ပိုင်ရှင်နာမည်လေးထည့်လို့ရတယ်တိုးလည်းမဟုတ်ကိုကဘာကိစ္စနဲ့ပိုက်ဆံထွေးတာလဲဆိုတော့ထည့်လို့ရတယ်ကျွန်တော်ကတော့ဈေးဝယ်တာဖြစ်တဲ့အတွက် shopping လို့ထည့်လိုက်မယ်ကျွန်တော်ကတော့ဈေးဝယ်တာဖြစ်တဲ့အတွက် shopping ကိုရေးမယ်ပြီးတာနဲ့ဒီနေရာမှာ payment လို့ရွေးလိုက်ရတယ် PAYMENT payment လို့ထည့်လိုက်ပြီးပြီဒီနေရာမှာအသေးချာစစ်ဆေးမယ်ဒီနေရာမှာအပေါ်မှာဘန်ကောက်ဒီမှာပေါ်ထွေးမဲ့ဘန်မလေးရှားက CAMB ဘန်ဖြစ်တယ်ဒီနေရာမှာဘန်ကောက်ဖြစ်တယ်ဒီနေရာမှာဘန် fund transfer ပေါ်ထွေးမဲ့ငွေအမောက်ပမာဏဒီနေရာမှာကငွေလွှဲရတဲ့အကြောက်ပြချက်တစ်ခုခုကိုရွေးမယ်ပြီးတာနဲ့ next ကိုတွားမယ်မှန်ရှင်းလေးကိုရှင်းမယ်ပြီးတာနဲ့ဒီမှာ confirm ကိုနှိုက်မယ်နိုင်မှာအဲ့ဒါဆိုရင် okay သွားပါပြီခင်ဗျာအဲ့ဒါဆိုရင် okay သွားပါပြီခင်ဗျာအဲ့ဒါဆိုရင် okay သွားပါပြီเนาะဟုတ်ပြီအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ရှင်ပါသေးတယ်เนาะ